အားလီမှာဂျူလီယန်ရဲ့ skill 1 combo သုံးမယ်ဆိုရင် damage တော်တော်လေးကိုမှနာတယ်ပေါ့နော်ဂျူလီယန်ကိုကင်တက်အောင်ပဲပြောပြပေးမှာဆိုတော့ဂျူလီယန်ရဲ့ skill 2လေးကို brother တို့ပဲကြည့်လိုက်ဒီလိုမျိုး immune ပါမယ်ကိုရီးယားပြေးရဲ့အချိန်ပဲဖြစ်ဖြစ် enemy ကိုလမ်းပြီးရိုက်ချင်တယ်ဒါပေမဲ့မမီဘူးဆိုရင်ဒီ skill 2 combo လေးကိုသုံးလို့ရတယ်ကွာ skill 3 combo လေးကိုတော့ဒီတိုင်းလေပေါ်မြောက်သွားမယ်ပေါ့နော်လိတ်ရင်ရရင် one hit ပဲတိုက်လို့အဲ့လိုလေပေါ်မြောက်သွားပြီဆိုတာနဲ့စောက်ဝက်တစ်ချက်ရရင်ပြီးသွားပြီဒါဆိုရင်ကျွန်တော်ရဲ့ Julian gameplay လေးကိုတစ်ချက်လောက်လိုက်ပြီးတော့ကြည့်လိုက်အောင်ဗျာဒီမှာဆိုရင်အပေါ်လေးကိုတက်နေတဲ့အချိန်မှာတင်းကြီးကိုနိုင်ကျင်းနေတဲ့ Hayabusa ကို skill 1 combo လေးနဲ့စောက်ဝက်ရိုက်ပေးလိုက်ပြီဗျာ damage ကြီးကကြောက်စရာကြီးဗျာဒီမှာဆိုရင်ထပ်ပြီးတော့ကြည့်လိုက် Hayabusa shadow gate ပါညာရှောက်ပြီးတော့တုံးနေတိုင်းပဲဒီကောင်အနေနဲ့ဘာမှလုပ်ချင်မရဘူးဗျာနော်မင်းကလေလုပ်ချင်တိုင်းလုပ်ပြီးပြေးနေတာ skill 2 combo နဲ့လိုက်ရဆိုပြီးမဲ့လေပဲပကွီရိုအနေနဲ့ကောက်စားသွားတယ်ပေါ့ဒီမှာဆိုရင် fighter king တိုင်းတော့စောက်ယူမဆိုင်လို့ကျွန်တော်က robot စားနေရဒီကောင်အနေနဲ့မကြောက်မလန့်နဲ့ဝင်လာတဲ့အချိန်မှာကျွန်တော်အနေနဲ့ skill 2 combo လေးနဲ့ပဲဒီကောင် inspire ဖွင့်ပြီးစောက်ခွက်ရိုက်ပေးလိုက်တယ်ဗျာနော် damage ကြီးကလုံးဝကျွတ်စင်ဗျာနော်ဒါနဲ့မပြီးသေးဘူး Hayabusa အနေနဲ့ shadow gate ပိုင်းနေဆိုပြီးမဲ့လေပဲ Julian ရဲ့ skill 2ကဘောင်းဝင်နေတော့သူ့အနေနဲ့ပိုင်းလို့တော့မရလိုက်ဘူးပေါ့နော်ဒီ mid lane မှာကျွန်တော်ဆင်းတဲ့အချိန်မှာကျွန်တော်က skill 3 combo သုံးလိုက်တယ်ဟိုဘက်အကောင်တွေကလည်းလေပေါ်မြောက်သွားတယ်ဆိုတော့ inspire ဖွင့်ပြီးအကုန်လုံးလိုက်ပြီးတော့ရိုက်ပေးလိုက်တယ်ဗျာနော်ကျွန်တော်က Julian ကိုင်းပြီးဆို solo သွားရတာတော်တော်လေးကိုမှကြိုက်တယ်ကွာဒီမှာဆိုရင်ကျွန်တော်က tower ကြီးကိုချိုးနေပြီအဲ့တော့ဒီကောင်တွေကနှစ်ကောင်ဆိုတော့ဆောက်ရုံမဆိုင်ပါဘူး skill 2 combo လေးနဲ့ပဲဒီကောင်တွေကိုအကုန်လုံးရိုက်ချပေးလိုက်တယ်ဗျာနော်လုံးဝကျွတ်စင် damage ကြီးကိုရီးယား blue bag မှာ position ယူထားတာအမှန်ကန်ဟိုဘက်အကောင်တွေလည်းဘာမှမသိဘူးဆိုတော့ဒီကောင်တွေကိုစောက်ခွက်တွေပဲရိုက်ပေးလိုက်တယ်ဗျာဒါတော့ skill 1 combo လေးပဲဖြစ်တယ်ပေါ့နော်အားလီမှာဆိုတော့ skill 1 combo ပဲသုံးတာများတယ်ဒီမှာဆိုရင်ရေတူမကိုကြည့်ဗျာဒီကောင်အနေနဲ့ကျွန်တော်စပယ်သုံးတာကုန်ထိသွားတယ်ဒါပေမဲ့ကျွန်တော်မသိဘူး skill 2 combo လေးနဲ့ပဲ inspire ဖွင့်ပြီးတော့စောက်ခွက်ပြန်ပြီးတော့ရိုက်ပေးလိုက်တယ်ဗျာနော်အဲ့လိုချိန်ကျရင်ဂျူလီယာတော်တော်ကြီးမှပေါင်းဝင်တယ်ကွာ mid lane မှာထပ်ပြီးတော့ကြည့်လိုက်ဗျာ hacker အနေနဲ့ကျွန်တော်ခိုးနိုင်ရဆိုပေမဲ့လည်းပဲကျွန်တော်ရဲ့ skill 2 combo inspire ကြီးကလုံးဝ damage ထွက်နေတော့ဒီကောင်အနေနဲ့ပြေးလို့လည်းမရဘူး damage လည်းတော်တော်ကြီးမှနာတယ်ဆိုတော့ကြည့်လိုက်အောင်ဒီမှာရေတူမပါထပ်ပြီးတော့လာတဲ့အချိန်မှာကျွန်တော်စောက်ခွက်ပါရိုက်ပေးလိုက်တယ်ဗျာဂျူကီရဲ့ဒီဗီဒီယိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးနဲ့ကူညီပေးခဲ့ရအောင်ဗျာနောက်ဗီဒီယိုမှာဒီတဲ့ကောင်းတဲ့ content လေးတွေထပ်ပြီးတော့လာပါမယ်အားပေးတဲ့တယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်နေဗျာ